အားလုံးပဲကြော်ခိချန်နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့မုံညင်းအချောက်ပေါ့နော်ထိုင်ဝမ်လာတဲ့မုံညင်းအချောက်ကိုကျွန်တော်ဝက်သား3တက်သားနဲ့ချက်ပြမှာဖြစ်ပါတယ်ရန်ကိုစားကောင်းတဲ့ဟင်းလေးတစ်ခွက်လည်းဖြစ်ပါတယ်ကျွန်တော် pork belly ပေါ့နော်ဝက်3တက်သားကိုအသုံးပြုထားပါတယ်ခင်ဗျာဒီကတော့အလွယ်ချက်ဒီမှာတခြားခက်တဲ့ဒီအရှည်ချက်တဲ့နည်းလည်းရှိပါတယ်ဒီကောင်တော့ကျွန်တော်လွယ်လွယ်ကူကူလေးပဲချက်လိုက်တဲ့သဘောမျိုးပေါ့နော်ကျွန်တော်ထိုင်ဝမ်လာတဲ့ဒီ dry mustard ပေါ့ဒါမုံညင်းကိုသူကအချောက်လုပ်ထားတာနည်းနည်းအငံပါတယ် salted ပေါ့နော်ဆိုတော့စားနေသူတို့ကအချောက်လုပ်ထားတဲ့ဒီမုံညင်းကိုကျွန်တော်ဝက်သားနဲ့ချက်မှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးကျွန်တော်တို့ဒီမုံညင်းကြောက်တွေကိုကျွန်တော်ရေစိမ်ရပါမယ်သူထဲမှာတဲတွေပါပါတတ်တယ်တရုတ်ပြည်လာတဲ့ဟာဆိုရင်တော့တဲတွေပိုများတယ်တိတ်မတန်ဘူးဒီကောင်ကတော့ထိုင်ဝမ်လာတဲ့စိမ်ပါသူကတဲတွေပါတော့တိတ်မရှိဘူးဒါပေမဲ့ကျွန်တော်တေချာအောင်တော့တေချာလေးရင်းနှီးလေးထဲမှာစိမ်လိုက်တယ်အနည်းဆုံး15မိနစ်ကနေနိုင်ဝက်လောက်စိမ်ပေးရပါမယ်စိမ်ပြီးတော့သူ့ကိုဆေးချလိုက်တာပေါ့စားတွေပါပါရင်လည်းစားတွေကိုကျွန်တော်တို့ဖယ်ချလိုက်ခြင်းတဲ့သဘောလေးပါပါတယ်အငံရမ်းမကဲအောင်ပေါ့နော်အိမ်သားတဲ့အချိန်မှာကျွန်တော်တို့ဝက်3တက်သားကိုပါလေးလီပါမယ်1 cm အထူလောက်နဲ့2လက်မ3လက်မအရှည်ပေါ့နော်လီပေးရမှာဖြစ်ပါတယ်ကျွန်တော်ကအပြားလေးတွေဖြစ်အောင်လီပေးတာပေါ့တချို့တွေကတော့အရင်ဝက်သားကိုအသုံးလိုက်ကြီးလုပ်ပြီးတော့မှသူတို့ပြန်ပြီးတော့ပါလေးပြန်လီတာလည်းရှိပါတယ်ဒါကတော့ကိုစိတ်ကြိုက်အဆင်ပြေသလိုချက်လို့ရပါတယ်ကျွန်တော်ကတော့အလွယ်တကူပဲဒီမှာဒီနည်းကိုပဲကျွန်တော်အသုံးပြုထားတယ်ပေါ့နော်ဝတ်သားအရန်ထူရင်လည်းစားမကောင်းဘူးသူ့ကိုပါလေးဆိုရင်ပို့ပြီးတော့စားကောင်းပါတယ်ခင်ဗျာ1 cm ဆိုတကယ်တော့နည်းနည်းတောင်ထူနေပြီပေါ့နော်ပြီးရင်လီးပြီးသွားပြီဆိုရင်ကျွန်တော်တို့ခဏလေးပြီးမှဖယ်ထားတယ်ပြီးရင်အဲဒီကျွန်တော်စိန်ထားတဲ့မုံညင်းကြောက်တွေရလည်းတော်တော်လေးပွာလာပြီပွာလာတော့တေချာရေလေးနဲ့3-4လက်လောက်ဆေးပေးရမှာဖြစ်ပါတယ်ခင်ဗျာအဲ့လိုဆေးပေးခြင်းအပြင်ဒီစားတွေရမ်းများနေရင်လည်းစားတွေပါသွားမယ်နောက်တစ်ခုကအမိုက်တရိုက်တွေဖုံနေရှိရင်လည်းဒီရေနဲ့အတူပါတော့မှာဖြစ်ပါတယ်ရေဆေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တေချာလေးညှစ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာရေတွေအားလုံးကုန်သွားအောင်လို့ပါကျွန်တော်တေချာရေညှစ်ပြီးသွားပြီဆိုရင်သူ့ကိုနှုတ်ကလေးဆင်းပေးပါမယ်ခင်ဗျာနှုတ်လေးဆင်းတဲ့အခါကျရင်မုံညင်းလေးတွေကပို့ပြီးတော့နှုတ်တာဣတာမြန်ပြီးတော့စားလို့လည်းပိုကောင်းပါတယ်အကယ်နှုတ်မဆင်းမဲ့အမြင်လိုက်ကလေးတွေစားကျင်နေဆိုရင်လည်းအမြင်လိုက်ဒီလိုပဲမလီးပဲနဲ့လည်းချက်လို့ရပါတယ်ဒါကတော့မိမိစိတ်ကြိုက်ကိုအဆင်ပြေသလိုပြုလုပ်နိုင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီထဲမှာနှုတ်ကလေးဆင်းထားပါတယ်ပြီးရင်ကျွန်တော်ဒီနှုတ်ဆင်းထားတာလေးကိုကျွန်တော်စီတက်ပါမယ်ပထမဆုံးကျွန်တော်ချက်သွန်ဖြူပေါ့နော်ချက်သွန်ဖြူကကျွန်တော် fresh ကိုဝယ်ပြီးချိန်ပြီးတော့ရေခဲထားတာလေးကိုလွယ်တကူပဲအသုံးပြုထားပါတယ်ခင်ဗျာချက်သွန်ဖြူလေးကိုစီနေငယ်တက်မယ်ချက်သွန်ဖြူလေးအနည်းငယ်နွမ်းလာပြီဆိုရင်ကျွန်တော်ခုနကပါလီထားတဲ့နှုတ်ဆင်းထားတဲ့ဒီမုံညင်းတွေကိုထည့်ပြီးတော့ကြော်ပါမယ်ခင်ဗျာလို့ကြော်တာ2မိနစ်3မိနစ်လောက်ကြော်လာရင်ဒီမုံညင်းတွေကမှုေးပြီးတော့တက်လာပါလိမ့်မယ်အဲ့လိုမှုေးပြီးတော့အနံ့လေးကတော်တော်လေးကောင်းနေပြီဆိုရင်ကျွန်တော်တို့ပကံတစ်ခုထဲမှာတက်ဖယ်ထားလိုက်ပါမယ်ခင်ဗျာခုဝတ်သားချက်ဖို့အတွက်လိုအပ်တဲ့ပါဝင်ပစ္စည်းလေးကိုပြောပါမယ်ကျွန်တော် dark soy sauce ပေါ့ပဲငံပြားရဲ့အနောက်ရယ်ပြီးရင်ပဲငံပြားရဲ့အကြီးရယ်ခရူးစီရယ်နောက်ရှောက်ချင်းဝိုင်ပေါ့ဟင်းချက်ဝိုင်ပေါ့အဲ့ဒါတွေအသုံးပြုမှာဖြစ်ပါတယ်ခင်ဗျာပြီးရင်နောက်တစ်ခုကတော့တကြားအနေငယ်လိုအပ်မှာဖြစ်ပါတယ်ဒီပါဝင်တဲ့ sauce တွေကိုတေချာဆက်ပေးပါမယ်အကယ်၍ပဲငံပြားရဲ့အနောက်ကိုတိတ်အများကြီးမသုံးချင် short သုံးလို့ရပါတယ်အကယ်ကိုဝတ်သားကိုပေါ့နော်အရန်မဲကြီးမလိုချင်ဘူးဆိုရင်ပဲငံပြားရဲ့အနောက်ကိုနည်းနည်း short သုံးလို့ရပါတယ်ဒီပဲငံပြားရဲ့အနောက်ကအဓိကကတော့သူကအယောင်ကိုလိုချင်တာဖြစ်ပါတယ်ခင်ဗျာအယောင်အရန်မဲကြီးမလိုချင်ဘူးဆိုရင်နည်းနည်းလေးပဲသုံးလို့ရတယ်အကယ်လုံးဝမလိုချင်ဘူးဆိုရင်လည်းပဲငံပြားရဲ့အကြီးကိုပဲအသုံးပြုခြင်းနဲ့အသုံးပြုလို့ရပါတယ်ပြီးရင်နောက်တစ်ခုကကျွန်တော်ငရုတ်ကောင်းအနေငယ်ထည့်ပါမယ်ခင်ဗျာငရုတ်ကောင်းကလည်းကျွန်တော်ဒီချင်းချင်းပြီးတော့1 teaspoon လောက်ထည့်လို့ရပါတယ်နောက်တစ်ခုကတော့ Chinese fried spice လို့ခေါ်တဲ့တရုတ်မဆလာလေးကျွန်တော်1 teaspoon လောက်ထည့်ပေးပါမယ်ခင်ဗျာနောက်လိုရတဲ့ပစ္စည်းကတော့ဂျင်းဖြစ်ပါတယ်ဂျင်းကိုကျွန်တော်ပါလေးလီးပြီးတော့ထည့်ပါမယ်နောက်တစ်ခုကတော့ချက်သွန်ဖြူပါချက်သွန်ဖြူနှုတ်ဆင်ထားတာလေးကိုကျွန်တော် frozen လုပ်ထားတဲ့ဟာကိုအသုံးပြုမှာဖြစ်ပါတယ်ဂျင်းကိုနှုတ်ကလေးမစင်းပါဘူးဘာဖြစ်လို့ဆိုတော့စားတဲ့အခါမှာဂျင်းတွေရောပြီးတော့ပါဝါမှာဆိုတဲ့အတွက်ကြောင့်ဂျင်းကိုဖယ်စားလို့ရအောင်လို့အနံ့ပဲယူမှာဖြစ်ပါတယ်ဒီဂျင်းကဝတ်သားရဲ့အနံ့ကိုလည်းပျောက်စေပါတယ်အားလုံး ready ဖြစ်ပြီဆိုရင်ကျွန်တော်တို့ဒဲအိုထဲမှာစီနှဲငယ်ထည့်ပြီးတော့3တက်သားတွေကိုကြော်မှာဖြစ်ပါတယ်ကျွန်တော်တို့ကြော်နေတဲ့အချိန်မှာတကြားကိုအပေါ်ကနေနှဲငယ်ဖြူပေးပါမယ်ဒါ1 tablespoon လောက်ရှိပါတယ်ခင်ဗျာ
အကယ်၍အချိုရှော့မယ်ဆိုရင်နည်းနည်းလေးရှော့ထည့်လို့ရပါတယ်အကယ်၍အချိုပို့လို့ခြင်းနဲ့ဆိုရင်လည်းနည်းနည်းလေးပို့ထည့်ပေးလို့ရပါတယ်ဒီလိုတကြားကိုထည့်ပြီးတော့ကြော်ခြင်းအပြင်ဝတ်သားရဲ့အယောင်ကိုလည်းပို့ပြီးတော့လှပစေပါတယ်ခင်ဗျာဝတ်သားအပေါ်ရန်လေးတင်းပြီးတော့အယောင်လေးပြောင်းလာပြီဆိုရင်ကျွန်တော်တို့ချက်သွန်ဖြူနဲ့ခြင်းကိုထည့်ပြီးတော့ဆက်ပြီးကြော်ပေးရပါမယ်ချက်သွန်ဖြူနဲ့ခြင်းကိုကျွန်တော်အစောကြီးမထည့်ထားပါဘူးဘာဖြစ်လို့လဲဆိုတော့တူးသွားမှာဆိုတဲ့အတွက်ကြောင့်ပါပြီးရင်10မိနစ်လောက်မွေပါမယ်မွေပြီးသွားပြီဆိုရင်အနံ့လေးပို့ပြီးမွေတော့အောင်ရှောက်ချင်းဝိုင်းအနေငယ်ထည့်ပေးပါမယ်ဘယ်ဟင်းချက်ဝိုင်းဖြစ်ဖြစ်ထည့်လို့ရပါတယ်အိမ်မှာရိုးရက်ရှိနေရက်ထည့်လို့ရပါတယ်ခင်ဗျာတစ်ချက်နှစ်ချက်လောက်မွေပြီးတာနဲ့ကျွန်တော်တို့ခုနကြော်ထားတဲ့မုံညင်းတွေကိုအကုန်လုံးရောပြီးတော့ထည့်ပေးပါမယ်ထည့်ပြီးရင်ဝတ်သားတွေနဲ့အကုန်လုံးအောင်လို့ကျွန်တော်တေချာမွေပေးရပါမယ်အားလုံးရောသမမွေသွားပြီးပြီဆိုရင်ကျွန်တော်တို့ sauce ကိုထည့်ပေးမှာဖြစ်ပါတယ်ဒီ sauce ကဒါကျွန်တော်အလွယ်တကူလုပ်ပြထားတာပေါ့နော်အကယ်၍အဲ့ဒီအချိန်ကြာမှအကုန်လုံးကိုနည်းနည်းစီထည့်လဲရပါတယ်ဒါအဆင်ပြေသလိုကိုယ့်အကိုကြီးချက်ပြီးတော့လုပ်လို့ရပါတယ်ကျွန်တော်တော့အလွယ်တကူ sauce ကိုတစ်ခုချင်းစီမထည့်ပဲနဲ့အားလုံးတစ်ခါလဲ sauce ကိုဆက်ပြီးတော့မှဒီအခုချိန်မှာလောင်းပြီးတစ်ခါလဲထည့်လိုက်တာဖြစ်ပါတယ်ပြီးတော့ရင်ဆိုရင်ရေလေးနည်းငယ်ထည့်ပြီးတော့ကျွန်တော်ဒီဝတ်သားလေးကို9မိနစ်လောက်ချက်ပေးမှဖြစ်ပါတယ်ဒီဟင်းရဲ့အဓိကကတော့ကျွန်တော်တို့ပေါင်းပြီးတော့ဒီဝတ်သားလေးကိုနူးအောင်လုပ်တာဖြစ်ပါတယ်အဲဒါကြောင့်ဒီဝတ်သားကိုဒီဟင်းဝတ်ထဲမှာတစ်ခါလဲကြက်နေအောင်မချက်ဘူးပေါ့နော်9မိနစ်လောက်ကျွန်တော်ချက်ပြီးသွားပြီဆိုရင်ဝတ်သားလေးတွေကိုကျွန်တော်ပကံလုံးအလုံးပေါ့နော်ပကံအလုံးထဲမှာယူပြီးတော့တလွာချင်းစီထည့်ပါမယ်ထည့်ပြီးတော့မှကြံတဲ့ဒီအရွက်တွေပေါ့ဒီကျွန်တော်တို့မုံညင်းတွေကိုအပေါ်ကနေအုပ်ပြီးတော့ကျွန်တော်ပေါင်းနဲ့ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီပကံလုံးထဲမှာထည့်တဲ့ပုံစံလေးကိုကျွန်တော်အသေးစိတ်ရိုက်ပြထားပါတယ်ဒီဟာလေးကရှည်တယ်ကိုယ့်ကိုလှုပ်တတ်တယ်ဆိုရင်လည်းဒီဘိုင်းလေးကိုကြော်ပြီးတော့ကြည့်လို့ရပါတယ်ဒါကတော့အဓိကကျွန်တော်လှအောင်လို့လုပ်တဲ့သဘောမျိုးပေါ့နော်အကုန်လုံးရောထွေးပြီးတော့လည်းပေါင်းလိုက်တယ်ဒါစားလို့ရပါတယ်ဒီကကျွန်တော်အလှသဘောမျိုးနဲ့ဒီဆိုင်မှာရောင်းတဲ့ပုံစံမျိုးစီစီလေးဖြစ်အောင်ကျွန်တော်လုပ်တာဖြစ်ပါတယ်အကွေးကိုကဒီလိုမလုပ်ချင်အကုန်လုံးရောပြီးတော့ပေါင်းကျင်နေဆိုလဲပေါင်းလို့ရပါတယ်အလွယ်တကူကတော့ဒါမိမိစိတ်ကြိုက်ဘယ်လိုဖြစ်ဖြစ်ပြုလုပ်လို့ရပါတယ်ကျွန်တော်ကတော့ဒီမှာဗီဒီယိုရိုက်ပြတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လှလှပပလေးဖြစ်အောင်လုပ်ပြတာဖြစ်ပါတယ်ဝတ်သားတွေအကုန်လုံးကိုအောက်ချိန်မှာစီပြီးသွားပြီဆိုရင်ကျွန်တော်တို့ကျန်တဲ့ဒီမုံညင်းရွက်တွေကိုဝတ်သားပေါ်ကနေတင်ပေးလိုက်မှာဖြစ်ပါတယ်ကျွန်တော်မြန်မာပြည်မှာရှိတော့ဒီဟင်းလေးကတော့တိတ်မစားခဲ့ဘူးလို့ပဲပြောရမှာပေါ့နော်ဒါနောက်ပိုင်းနိုင်ငံခြားရောက်တော့မှဒီဘက်ကတရုတ်ဆိုင်တွေမှာချက်စားတာကိုကျွန်တော်တွေ့လို့ကျွန်တော်လိုက်ချက်စားပြတာဖြစ်ပါတယ်တော်တော်လေးစားကောင်းပါလေသူကအရင်အီလည်းမဟုတ်ဘူးဒီမုံညင်းရဲ့အချင်သက်ကလေးကလည်းပါတယ်ဒီစားကလည်းဒီမုံညင်းက6ခံထားတယ်ဆိုပေမဲ့လည်းစားနဲ့လှုပ်ထားရဆိုပေမဲ့အရန်ငံတူးနေရမဟုတ်ဘာဖြစ်လို့ဆိုတော့တေချာလေးကျွန်တော်တို့ကတေချာရင်းနဲ့စိတ်ပြီးတော့စေးထားတာဖြစ်တဲ့ကြောင့်တူးငုံနေရတဲ့အရန်ငံရင်တော့မဟုတ်ဘူးပေါ့နော်အရသာကတော့ကော့ကိုတေချာလေးနည်းနည်းလေးပြန်ညှိရပါမယ်မုံငင်းပေါ်မူတည်ပြီးတော့လည်းအရသာပြောင်းလဲနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တချို့မုံငင်းတွေကစားတွေအရန်ထည့်ထားတဲ့ခါကျရင်အရန်ငံတယ်ဒီကောင်ကတော့တိတ်ပြီးတော့မငံအောင်ပေါ့နော်ဒီဟာအခုအားလုံး ready ဖြစ်ပြီဆိုရင်ကျွန်တော်ပေါင်းထဲမှာကျွန်တော်တနားရီလောက်ပေါင်းပါမယ်ခင်ဗျာအကယ်၍တနားရီနဲ့ပေါင်းလို့ဝတ်သားကတိတ်မနူးနေဘူးဆိုရင်တော့နည်းနည်းလေးတနားရီခွဲလောက်ပေါင်းရင်လည်းပေါင်းရနိုင်ပါတယ်အခုဆိုရင်ကျွန်တော်ပေါင်းထဲမှာတနားရီလောက်ပေါင်းတော့မှာဖြစ်ပါတယ်ကျွန်တော်ဝတ်သားကတော့တနားရီလောက်ပေါင်းတာကျွန်တော်နှူးသွားတယ်ပေါ့နော်အကယ်ဒါမှမဟုတ် pressure cooker နဲ့ထည့်ချက်ချင်တယ်ဆိုရင်လည်းထည့်ချက်လို့ရတယ်ဒါပေမဲ့ဝတ်သားကကြေသွားနိုင်တယ်ဘာဖြစ်လို့ဆိုတော့ pressure cooker ကြတော့လေဒါမှမဟုတ်ရင်လည်း slow cook နဲ့ချက်ရင်လည်းဝတ်သားလေးကနုနုလေးရပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်ဝတ်သားလေးကစားခြင်းစပွဲလေးထွက်နေပြီဟိုကျွန်တော်က blading လုပ်ပါမယ် blading လုပ်ဖို့အတွက်ဆိုင်ရလိုမျိုးပဲကျွန်တော်ကဒီဝတ်သားလေးကိုအပေါ်မှာပေါ့နော်ဖြစ်အောင်လို့ကျွန်တော်ပထမဆုံးဒီပကံထဲမှာရှိတဲ့ဒီ sauce တွေကိုအရင်စစ်ထုတ်လိုက်မှာဖြစ်ပါတယ်။နှုံးမို့ဆိုရင်ပကံမှောက်လိုက်တဲ့အခါကျရင်အရန်ရေတွေဘောဆိုထွက်လာတဲ့အခါကျရင်လူလက်ဘောကြာမှာဆိုတဲ့အတွက်ကြောင့်မှရေတွေကိုတက်နိုင်တယ်များကျွန်တော်တို့စစ်ထုတ်လိုက်ပါလေပကံတစ်လုံးနဲ့စစ်ထုတ်ပြီးတော့မှပဲကျွန်တော်ပကံအပြားတစ်ချက်ကိုယူပြီးတော့ဒီပကံလုံးကိုအဲ့အပြားပေါ်မှောက်ချလိုက်မှာဖြစ်ပါတယ်။အခုကျွန်တော်ဗီဒီယိုထဲမှာတေချာလုပ်ပြထားပါတယ်ခင်ဗျာ။ဟိုပူနေတဲ့အချိန်လုံးမယ်ဆိုရင်တော့ကျွန်တော်တို့နည်းနည်းလေးဒီလက်နီးပြပြပါပြပြကင်ပြီးတော့မှလုပ်စေချင်ပါတယ်နှုတ်မဆိုအပူလောင်သွားနိုင်ပါတယ်ဒါမှမဟုတ်ရင်လည်းခဏအေးခံပြီးမှလုပ်ရင်တော့ဒါလက်တွေပါပူမှာမပူပါဘူးပေါ့နော်အခုဆိုရင်ကျွန်တော်မှောက်ချလိုက်တဲ့ပကံပေါ်မှာမှောက်ချလိုက်ပြီးသွားရင်ဒီပကံကိုဖယ်လိုက်ပြီးဆိုတာနဲ့ဒီရန်လှပပြီးတော့စားခြင်းစပွဲဖြစ်နေတဲ့ဝတ်သုံးတက်တာမုံညင်းချက်လေးရတော့
စားဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီသမင်းနဲ့စားရင်အရန်ကိုစားကောင်းပါတယ်ခင်ဗျာပြီးရင်ခုနဖယ်ထားတဲ့ sauce တွေကိုဘောကလောင်းချလိုက်လို့ရပါတယ်အကေ sauce ကနည်းနည်းကျဲနေဆိုရင်ကော်ရည်လေးနဲ့ပြန်ပြီးတော့ချက်ပြီးတော့ဘောကလောင်းချလို့လည်းရပါတယ်ကျွန်တော်ကတော့လှုပ်ရှုပ်လို့မလုပ်တော့ပါဘူးဒီတိုင်းပဲလောင်းချလိုက်ပါတယ်ခင်ဗျာအခုဆိုရင်အရန်ကိုငွေကြိုင်ပြီးတော့ဒီမုံညင်းတန်လေးနဲ့ဝက်သုံးတက်တာလေးကအရန်ကိုစားကောင်းတဲ့အတွက်ကြောင့်စားဖို့အတွက် ready ဖြစ်နေပါပြီကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့တင်ငယ်ချင်းအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ subscribe မလုပ်ရသေးရင်လည်း subscribe လေးလုပ်ပြီးအားပေးကြပါဦးကျွန်တော်ဗီဒီယိုလေးကိုလည်းအတတ်နိုင်ဆုံးတော့တင်နိုင်အောင်ကျွန်တော်စူးစမ်းနေပါတယ်အားလုံးကိုကျေးဇူးထူးတင်ပါတယ်